မင်းကလေးကအဖျားကျဈေးယူပြီးရောက်လာတော့စုနန်စီကနင်ဒီမှာဘာလာလုပ်နေတာလဲလို့အံ့ဩသွားတယ်။မင်းကလေးကအချိန်မရှိတော့လို့ရှင်းပြမနေပဲရန်ရန်ကိုစေးရင်တိုက်ဖို့ပြောလိုက်တယ်။ပြီးတော့စုနန်စီကအရင်တုန်းကသူမကိုဘာပြောချင်ခဲ့တာလဲလို့မေးတယ်။မင်းကလေးကအရင်ကဆင်းရဲဒုက္ခတွေမခံစားဘူးလို့စုနန်စီကဘာကြောင့်အဲ့ဒီအရှက်ကြောက်ဂုံတိတ်ခါအတွက်ဒီလောက်တောင်တိုက်ပွဲဝင်နေရတာလဲနားမလည်ခဲ့ဘူးလို့ပြောတယ်။ဒါပေမဲ့ဂျီပေကနေနန်ရှန်အထိအဝေးကြီးလာပြီးတဲ့နောက်စုနန်စီဘလောက်တောင်တန်မှလဲဘာကြောင့်အဲ့ဒီဂုံတိတ်ခါကိုမလွတ်ချင်လဲဆိုတာနားလည်လာခဲ့တယ်။နောက်ဆုံးမှသူမပြောချင်တာကရိုးရိုးလေးပဲအမစုနန်စီတောင်းပန်ပါတယ်ဆိုတာပါဒါပေမဲ့စုနန်စီကသူမကိုအပြစ်မတင်ပဲနင်တောင်းပန်စရာမလိုဘူးဒါနဲ့အမမဟုတ်ဘူးလို့ပြန်ပြောတယ်သူမဒါမကူညီခဲ့ရင်ဒီအရှက်အကြောက်ကိုတောင်ပြန်ရယူနိုင်မှာမဟုတ်ဘူးလို့ဆိုတယ်မင်းကလေးကလည်းသူမအလုပ်လုပ်ပြီးကိုယ်တိုင်ရှာထားတဲ့ငွေတွေထဲကလက်ကျန်ငွေကိုထုတ်ပေးပြီးရန်ရန်ရဲ့စားဝတ်နေရေးအတွက်သုံးဖို့ပြောတယ်စုနန်စီကမယူချင်ပေမဲ့မင်းကလေးကအဲ့ဒီငွေဟာမတရားရထားတာမဟုတ်ပဲကိုယ်တိုင်အလုပ်လုပ်ပြီးရထားတာလို့ရှင်းပြတယ်စုနန်စီကသူမရဲ့အနာဂတ်အစီအစဉ်ကိုမေးတော့မင်းကလေးကအရင်ဆုံးကိုရက်တည်နိုင်အောင်စူးစမ်းမယ်လို့ပြောတယ်အိမ်ထောင်ပြုဖို့မစင်စားတော့ဘူးတဲ့ယောက်ျားတွေရဲ့လုပ်ရကြောင်စိတ်ပြတ်သွားပြီးလူတစ်ယောက်ကကိုပဲအားကိုးရင်အကောင်းဆုံးပဲလို့ပြောတယ်စုနန်စီကလည်းသဘောတူပြီးသူမကိုယ်တိုင်အိမ်ထောင်မပြုတော့ဘူးသူ့မှာလက်ချေရှိတယ်ရန်ရန်ရှိတယ်မိန်းကလေးတွေလည်းကိုယ့်အကိုပြီးကိုယ့်ဘဝကိုရက်တည်နိုင်တယ်လို့ပြောတယ်။နှစ်ယောက်သားစကားပြောရင်းနဲ့မိုးလင်းခန့်ဒီထိကြာသွားတယ်။မိန်းကလေးကပြန်တော့မယ်လို့တဲ့အချိန်မှာစုနန်စီကသူမနှစ်ဖူးကိုထိကြည့်ပြီးနင်အဖျားတက်နေတာကိုယ်တိုင်မသိဘူးလားလို့အံ့ဩသွားတယ်။ရန်ရန်ကအဖျားကျသွားပြီးအချိန်နေပြန်ကောင်းလာတယ်။မနေ့ကအဖျား39ဒီဂရီထိတက်ခဲ့လို့စုနန်စီကအရန်ဆိုးရင်ခဲ့ရပြီးစိတ်ုံပို့တောင်စဉ်းစားခဲ့တာ။အဲဒီနောက်ရန်ရန်အမေကအားပြန်ရှိအောင်ကြက်သားဝယ်ပြီးကြက်စွပ်ပြုတ်လုပ်ပေးဖို့ထွက်သွားတယ်။စုနန်စီကလည်းရန်ရန်ကိုတကြားလုံးကျွေးပြီးသူတို့၃ယောက်အချင်းချင်းဂယုဆိုင်ရင်ချစ်စရာကောင်းတဲ့မိသားစုလိုဖြစ်နေကြတယ်။နောက်တော့စုနန်စီကကိုယ်တိုင်လှုပ်ထားတဲ့မုန့်တွေကိုကျွေးလိုက်ရမိန်းကလေးကအရန်ကြိုက်သွားတယ်။သူမငယ်ငယ်ကလေးကအစိမ့်မြင့်စားတောက်ဆိုင်တွေကအစားအစာတွေနဲ့အိမ်ကူလုပ်ပေးတဲ့အာဟာရစာတွေပဲစားလာခဲ့တာကြောင့်ဒီလိုရိုးရိုးအိမ်ချက်အစားအစာမျိုးကိုတစ်ခါမှမစားဘူးခဲ့ဘူး။ဒါပေမဲ့စုနန်စီလုပ်ပေးတဲ့အစားအစာကိုတော့အရင်တဘောကျသွားပြီးဟင်းချက်နည်းတွေပါတင်ချင်လာတယ်။စုနန်စီကလည်းအချိန်ရတိုင်းလာတင်လို့ရတယ်လို့ပြောခဲ့တယ်။အဲ့ဒီအခါမိန်းကလေးကဟင်းချက်တာတင်မဟုတ်ပဲဆိုင်အလုပ်တွေမှာပါကူညီပေးချင်တယ်လို့ပြောလာတယ်။ဆိုင်ကြည့်ရတာပစ္စည်းမှရတာတွေနဲ့ရန်ရန်ကိုစောင့်ရှောက်ရတာတွေကြောင့်စုနန်စီတယောက်တည်းအလုပ်မနိုင်တာကိုသူမသိနေခဲ့တာ။ဒါကြောင့်အလုပ်အတွေ့အကြုံမရှိပေမဲ့အနည်းဆုံးရန်ရန်ကိုစောင့်ရှောက်ပေးပြီးစုနန်စီရဲ့အလုပ်တွေကိုဝိုင်းကူပေးချင်တယ်လို့တောင်းဆိုလိုက်တယ်။မိန်းကလေးရေနင်ကူညီပေးမယ်ဆိုတာကြားရတော့ဝမ်းသာလုံးလို့ဘာပြောရမှန်းမသိဘူးအာမနာပဲစာဝအောင်စားထားမှအလုပ်လုပ်နိုင်မှာမိန်းကလေးလည်းစုနန်စီကိုပြန်စားဖို့ပြောပြီးရန်ရန်ကိုပါအတူတူကြွေးကြတယ်အဲ့ဒီနောက်မိန်းကလေးကဆိုင်ကိုကြည့်ပြီးအနီးနားကဆိုင်တွေနဲ့ပုံစံကတိတ်မကွာဘူးလို့သတိထားမိတယ်ပစ္စည်းယူတဲ့စက်ရုံတွေလည်းတူနေတော့ဒီလိုဆက်သွားရင်ဖောက်တယ်တွေကိုဆက်ဆောင်ဖို့ခက်မယ်လို့ပြောတယ်ဆိုင်မှာကိုပိုင်ထူးခြားချက်တစ်ခုနဲ့တခြားဆိုင်တွေနဲ့ကွဲထွက်အောင်ပြင်ဆင်ရမယ်လို့အကြံပေးခဲ့တယ်စုနန်စီကလည်းအဲ့ဒါကိုနားလည်ပေမဲ့ဆိုင်ပြင်ဖို့လူ90ပတ်စံမရှိဘူးလို့ပြောတယ်ဒါပေမဲ့မိန်းကလေးကလူ90မလို့ဘူးသူတို့ကိုယ်တိုင်ပဲလုပ်လို့ရတယ်လို့ပြောလာတယ်နိုင်ရန်စိတ်တုတ်တာဆင်တွေတက်တာဆိုင်ဆိုင်ဖို့လုပ်တာတွေကအချိန်နည်းပေးုံနဲ့လုပ်လို့ရပြီးလူ9ခါတက်တာတော့ရင်အဲ့ဒီပတ်စံနဲ့ဆိုင်ကိုနောက်ထပ်2လလောက်ဆက်လက်လဲပတ်နိုင်မယ်လို့တွက်ချက်ခဲ့တယ်နှစ်ယောက်သားလည်းပြောတာနဲ့တပြိုင်နက်အလုပ်စလုပ်ဖို့ဆုံးဖြတ်လိုက်ကြတယ်